ဒီနေ့ကတော့စနေနေ့ဖြစ်တဲ့အတွက်ဒါပရီးမီးယားလိပွဲစဉ်ခုနှစ်နဲ့အတူတခြားလိဂပွဲစဉ်ပွဲကောင်းတွေအများကြီးကစားသွားကြမှာလည်းဖြစ်ပါတယ်။အဲ့ဒီအထက်ကမှအများတန်းရွေးချယ်ပေးနေကြတဲ့အတိုင်းကျွန်တော်ရဲ့စိတ်ကြိုက်၃ပွဲအထီကိုဒီနေ့မှာတော့ရွေးချယ်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ Sport Magic Play YouTube Channel နဲ့ Facebook TikTok တို့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်ကတော့ကြော်ကြီးပါ။ဒီနေ့ကစနေနေ့ဖြစ်တဲ့အတွက်ပွဲစဉ်တွေကတော့အများကြီးပါပဲ။အများကြီးတွေကမှဒါအမြဲတမ်းရွေးချယ်ပေးနေကြတဲ့အတိုင်းကျွန်တော်၃ပွဲအထိဒါတပွဲချင်းကိုစားတူကစားနိုင်ဖို့အတွက်၃ပွဲအထိအခုဗီဒီယိုလေးမှာရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ညနေပိုင်းကျရင်တော့ဒါပွဲချိန်နည်းနည်းကတ်တဲ့အချိန်ကြလို့ဆိုရင်ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ Telegram Channel မှာအကြိုက်ဆုံးတပွဲကောင်းကိုညီကိုတွေအတွက် free ဒါတပွဲပဲထိုးရမယ့်ပွဲအပိုင်နိုင်ဆုံးစီစစ်ပြီးရွေးထုတ်ထားတဲ့တပွဲကိုကျွန်တော်ရဲ့ Telegram မှာဒါရွေးထုတ်ပေးသွားမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော် Telegram Channel ကိုမ join ရသေးဘူးဆိုရင်အခုဗီဒီယိုရဲ့အောက်မှာ comment မှာ Telegram Channel link ချပေးထားပါမယ်တွားပြီးတော့ join ခဲ့ဖို့လည်းပြောချင်ပါတယ်ဗျအဲ့လိုမှမ join တတ်ဘူးဆိုရင်လည်းပဲကျွန်တော်အခုဗီဒီယိုရဲ့အောက်မှာချပေးထားတဲ့ Viber Telegram နံပါတ်တွေကိုဆက်သွယ်လာခဲ့ပြီးတော့ Telegram Channel link လေးပေးပါဆိုပြီးတော့လာတောင်းနိုင်ပါတယ်အကြိုက်ဆုံးတပွဲကောင်းနဲ့စိတ်ဖြစ်စေမဲ့မောင်းနှစ်ကတ်လောက်အထိကိုကျွန်တော်ဒါတေချာလေးရွေးချယ်သုံးသပ်ပြီးတော့ပေးသွားမှာဖြစ်ပါတယ်ရွေးချယ်မှုမစခင်မှာလည်းကျွန်တော်ရဲ့ဒါအခု YouTube Channel တို့ Facebook တို့ TikTok တို့ကိုလည်းပဲ like and subscribe လုပ်ပြီးတော့အားပေးခဲ့ကြပါအောင်ဗျာเนาะ TikTok ကညီကိုတွေဆိုလို့ဆိုရင်လည်းဒါ follow လေးတွေလုပ်ပေးခဲ့ပါ like လေးတွေပေးပြီးတော့ကိုယ့်ရဲ့ထင်မြင်ယူဆချက်လေးတွေလည်း comment မှာဆွေးနွေးနိုင်ပါတယ်ဗျ Okay အဲ့တော့ဒါရွေးချယ်မှုစလိုက်အောင်ဗျကျွန်တော်ဒါပထမဆုံးရွေးချယ်ပေးချင်တာကတော့ဗျာဒီ Premier League ကပွဲစဉ်ပေါ့ Premier League ကမြန်မာစံတော်ချိန် 8:30 မှာကစားကြမယ် Arsenal အသင်းနဲ့ West Ham အသင်းရဲ့ပွဲစဉ်လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာကတော့ Asian Arsenal အသင်းကတော့ဒါ Asian BB နှလုံးလက်ပဲအထိကြေးဖွင့်လှစ်ထားခဲ့တယ်။ဂိုးပေါင်းဈေးက3လုံးလက်ပဲအထိဖွင့်လှစ်ထားတာကိုတွေ့ရပါတယ်။အဲ့တော့လက်ရှိအနေထားကဒီနှစ်သင်းကဒါမိုးနဲ့မြေလိုကွာခြားနေခဲ့တယ်။ Arsenal အသင်းကတော့ Champion ခြေစွမ်းနဲ့ကိုဒီပွဲစဉ်တောက်လျှောက်မှာအမြဲတမ်းလိုနိုင်ပွဲတွေဆက်ထားခဲ့တယ်။ Champion League မှာဆိုရင်လည်းပဲဒါပူပူနွေးနွေးပဲ Olympiacos ကိုအိမ်ဝင်းကနေပြီးတော့2-0ဆိုပြီးတော့အနိုင်ရထားတာကိုတွေ့ရတယ်။ Premier League မှာဆိုရင်လည်းပဲတကယ်ကိုအဆင်ပြေထားပါတယ်လီဗာပူးနဲ့ပွဲစဉ်တစ်ပွဲကိုပဲ1-0ဆိုတဲ့ရလဒ်မျိုးနဲ့ပဲရှုံးထားခဲ့တာကျန်တဲ့ပွဲစဉ်တွေကအားလုံးအဆင်ပြေပါတယ်ပြီးတော့ဒီဟာဒီသူကစားထားခဲ့တဲ့အိမ်ဝင်းပွဲစဉ်တိုင်းမှာလည်းပဲ Manchester City နဲ့1-1တည်ကြခဲ့တဲ့ပွဲစဉ်တစ်ပွဲကိုပဲသူဂိုးပေးရတာဂိုးပေးရအနည်းဆုံးပါဒီ Premier League မှာခံစစ်အတောင်တင်းဆုံးအသင်းကိုပြပါဆိုလို့ဆိုရင် Arsenal အသင်းကိုလက်ညှိုးထိုးပြလို့ရပါတယ် Okay အဲ့တော့ဒီနေ့မှာလည်း Arsenal အသင်းကတော့ West Ham လိုမျိုးအသင်းမျိုးနဲ့ဒါဖျို့ဖျက်ဖြစ်နေတဲ့အသင်းမျိုးနဲ့ရှင်တွေ့တဲ့အနေအထားမျိုးမှာနှလုံးသားရည်ဖွင့်ထားတဲ့ကြေးကတော့နည်းနည်းပြင်းရှာတယ်ဆိုပေမဲ့လည်းဒါဖြစ်တင်ဖြစ်ထိုက်တဲ့ကြေးအနေထားမျိုးပါပဲလက်ရှိသူတို့အိမ်ဝင်းမှာလည်းကစားရမယ်ခြေစွမ်းပိုင်းကလည်းချန်ပီယံခြေစွမ်းပြပြီးတော့ပွဲစဉ်တိုင်းမှာဂိုးတကိုးရဖို့ကိုရန်ကြီးခက်ခဲတဲ့အနေထားမျိုးမဟုတ်ဘဲနဲ့မိနစ်60လုံးဖြတ်တန်းပြီးတော့ဒါအေးစေးကစားတဲ့အနေထားရှိတယ်အာဆင်နယ်ကတော့ West Ham အသင်းကတော့ဒါညီကိုတွေသိတဲ့အတိုင်းသူတို့ Nottingham Forest ကနေပြီးတော့ထုတ်ပယ်ထားခဲ့တဲ့ Nuno Santos ကိုဒီဟာပြန်ခန့်အပ်ခဲ့ပြီးတော့ Nuno Santos ကင်ခဲ့တဲ့ပွဲစဉ်မှာလည်းပဲလုံးဝမထင်ထားခဲ့ဘူးပေါ့ဗျာဒီEverton နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ1-1တည်ကြပြီးတော့ဒါအမှတ်တမှတ်ရယူထားနိုင်ခဲ့တယ်ဆိုတော့အဆင်ပြေခဲ့တယ် Everton အိမ်ဝင်းမှာလည်းပဲတကိုးရဖို့ဆိုတာလွယ်ကူတဲ့အနေထားတော့မဟုတ်ဘူး West Ham ကဒါတကိုးပြန်ရအောင်စွမ်းဆောင်ထားနိုင်တာဆိုတော့လုံးဝအဆင်ပြေပါတယ်အဲ့တော့ဒီနေ့မှာလည်းပဲ Nuno Santos အနေနဲ့ Arsenal တို့လိုမျိုးတကယ်ကိုဖောင်ကောင်းပြီးတော့ကို Champion League မှာဆိုရင်လည်းအဆင်ပြေဒီ Premier League မှာဆိုရင်လည်းပဲဘယ်အသင်းမဆိုလုံးဝမကြောက်ဘဲနဲ့ကစားနိုင်တဲ့အသင်းမျိုးကိုသူ့အနေနဲ့ရှင်ဖိုက်ပြီးတော့ကစားဖို့ဆိုတာတော့လုံးဝမဖြစ်နိုင်ဘူးအဲ့တော့သူကဘလို့ကစားလာမလဲဆိုလို့ဆိုရင်သူ့အနေနဲ့ဂိုးမပေးရဖို့ကိုပဲအဓိကခံစစ်သဘောမျိုးနဲ့ကစားလာလိမ့်မယ်နူနိုဆန်တိုရဲ့အသင်းတိဆောက်ပုံအနေထားကလည်းပဲဘယ်အသင်းကိုကင်တွယ်ခဲ့သူတကယ်မာကျောကျစ်လက်တဲ့အနေထားမျိုးနဲ့ပဲတိဆောက်ပြီးတော့ပဲကစားတတ်တာဖြစ်တဲ့အတွက်သူဒီနေ့မှလည်းပဲခံစစ်ကြောင်းကိုပဲအတက်နိုင်ဆုံးဒါဂိုးမပေးရအောင်စွမ်းဆောင်ပါလိမ့်မယ်ပြီးတော့ပေးထားတဲ့ဈေးအနေထားမှာလည်းပဲနှလုံးသားရည်အထိပေးထားတာဖြစ်တဲ့အတွက်နှလုံးပြက်ရင်တော့မှပဲဆုံးရှုံးခွင့်ကမရှိဘူးဗျာကျွန်တော်ရွေးချယ်ချင်တာကကျွန်တော် West Ham ရဲ့ body ကိုရွေးချယ်ချင်တာဖြစ်တဲ့အတွက်နှလုံးဒီ Arsenal ကပြတ်သွားမယ်ဆိုရင်တော့မှပဲဆုံးရှုံးခွင့်မရှိဘူးမတော်လို့မြန်သူတကိုးရမယ်ဆိုလို့ဆိုရင်ဒါ၄ဂိုး၃ဂိုး၄ဂိုးတွေရမှ Arsenal ကြေးအပြည့်စားနိုင်မှာဖြစ်တဲ့အတွက်ကျွန်တော်အေးစစ်နဲ့ပဲအဝေးကွင်းရဲ့ဒီနူနိုဆန်တိုရဲ့ West Ham ရဲ့ body ကိုနေကြပါတယ်အာဆင်နယ်ကတော့ပြီးခဲ့တဲ့ပွဲစဉ်တိုင်းမှာလည်းပဲဒါပွဲကဥရောပပွဲစဉ်တွေလည်းကစားနေရတာဖြစ်တဲ့ဥရောပပွဲစဉ်တွေဒီပြည်တွင်းကပ်ပွဲစဉ်တွေမှာလည်းကစားနေရတာဖြစ်တဲ့အတွက်ကစားသမားတွေလည်းတော်တော်လေးပန်းပါတယ်ပြီးတော့ဒီပွဲစဉ်ပြီးရင်လည်းလန်ဒန်ပြိုင်ဘက်ဖူလန်နဲ့ကစားရမယ်နောက်ထပ်ဒီ AD ကိုလိုအသင်းမျိုးနဲ့ကို
ချန်ပီယံလိကစားရမှာဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာလည်းပဲသူတို့အနေနဲ့ဒါကစားအားလေးနည်းနည်းရော်ရဲတဲ့ပုံစံမျိုးနဲ့ပဲကစားလာလိမ့်မယ်ပဲထင်ပါတယ်ဝက်ဆန်ကလည်းပြီးတော့ head to head တိုင်းမှာလည်းပဲအာဆင်နယ်အိမ်ဝင်းမှာအမြဲတမ်းဒုက္ခပေးတဲ့အသင်းတစ်သင်းဖြစ်တယ်ဗျာပြီးခဲ့တဲ့နှစ်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တုန်းကဆိုရင်လည်းပဲအာဆင်နယ်အိမ်ဝင်းမှာဝက်ဆန်က Z1 ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရယူထားခဲ့တယ်2023မှာတွေ့ဆုံခဲ့တဲ့ပွဲစဉ်တုန်းကဆိုရင်လည်းပဲဒါ Graham Potter လက်ထက်ပေါ့အာဆင်နယ်ရဲ့အိမ်ဝင်းမှာဝက်ဆန်က Z2 ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရယူထားတာတွေ့ရတယ်အာဆင်နယ်ရဲ့အိမ်ဝင်းနောက်ဆုံးတွေ့ဆုံမှုနှစ်ပွဲကဝက်ဆန်ကပဲအနိုင်ရယူထားတာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာလည်းဝက်ဆန်ခြေပြက်ကိုပြက်ကြီးရှုံးသွားမယ့်အနေအထားတော့မရှိဘူးအဲ့တော့ကျွန်တော်ကတော့ဒီပွဲစဉ်မှာအဝေးကွင်းဝက်ဆန်ရဲ့ body ကိုရွေးချယ်ပေးကြပါတယ်ဗျနှလုံးသရေကတော့ဒီဝက်ဆန်ကနေမယ်ဆိုလို့ရှိရင်သရေနဲ့အနိုင်ပဲလို့ယူဆပါတယ်အားကြောင့်ကျွန်တော်ဝက်ဆန်ရဲ့ body ပါဝက်ဆန်သာတကိုးရမယ်ဆိုရင်ကျင်းနေပေါ့အေးစေအိတ်ကထည့်ထည့်ပြီးတော့အိတ်ပြီးတော့ကြည့်လို့ရမယ်အနေထားလို့ပဲယူဆပါတယ်ဗျနောက်ထပ်တစ်ပွဲကတော့မြန်မာစံတော်ချိန်17နာရီမှာကစားသွားကြမယ် Chelsea နဲ့ Liverpool ရဲ့ပွဲစဉ်လေးကိုပြောပြပေးသွားမှာပါဒီပွဲစဉ်မှာဆိုရင်တော့အဝေးကွင်းလီဗာပူးကတော့ဒါလေဗင်90ရှုံးအထိကိုကြေးကြောပေးထားခဲ့ပြီးတော့ဂိုးပေါင်းဈေးကတော့3လုံးတရေအထိကိုဖွင့်ထားတာကိုတွေ့ရပါတယ်အဲ့တော့ဒီနှစ်သင်းလုံးကလက်ရှိအနေထားကတော်တော်လေးဒါအသင်းဖန်တွေသူတို့အားပေးတဲ့အသင်းဖန်တွေဆိုသိပါတယ်ချက်စီဆိုရင်လည်းပဲလုံးဝယုံကြည်ခြင်းစရာမကောင်းတဲ့အနေအထားမျိုးတွေရှိထားခဲ့တယ်လို့လီဗာပူးဆိုရင်လည်းပဲဖန်တွေအနေနဲ့တော်တော်လေးစိတ်ပြတ်ခဲ့ရတဲ့ပွဲစဉ်တွေကြုံလာခဲ့ပြီပြီးခဲ့တဲ့ယာတီခြေစွမ်းနဲ့လီဗာပူးဒီနေ့ယာတီခြေစွမ်းတွေကတော်တော်လေးကွာဟပါတယ်ဒီနေ့တော်တော်လေးကိုဒါသူတို့အသင်းအနေနဲ့ကစားသမားအင်အားတွေငွေကြေးသုံးစွဲမှုပိုင်းတွေအများကြီးလှုပ်ထားခဲ့ပေမဲ့လိုချင်တဲ့ရလဒ်တွေကိုမရထားခဲ့ဘူးပေါ့ဗျာတိုက်စစ်ပိုင်းမှာဆိုရင်တကယ်ကိုအတန်း300ကျော်ကိုတုံးထားတဲ့အနေအထားကလက်ရှိဒီခရစ္စတယ်ဘဲလေးလိုမျိုးအသင်းမျိုးကိုတော့မှပဲနိုင်အောင်မကစားထားနိုင်တာကတော့ပေးသက်တဲ့အနေနဲ့လည်းပဲတော်တော်လေးပေါက်ကွဲခြင်းစရာပါအဲ့တော့ဒီအသင်းကြီးနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုမှာနှစ်သင်းလုံးရဲ့လက်ရှိ performance အနေအထားတွေကစိတ်ပြတ်ခြင်းစရာပဲချက်စီအသင်းဆိုရင်လည်းပဲသူတို့အနေနဲ့ဒီ Premier League ပွဲစဉ်နှစ်ပွဲဆက်တိုက်ကိုရမှတ်တွေဆုံးရှုံးခဲ့တယ် United နဲ့ကို 2-1 နဲ့ရှုံးနေခဲ့တယ်ပြီးလို့ဆိုရင် Brighton ကို 1-3 နဲ့ရှုံးနေခဲ့တယ်ဂျားထဲမှာကစားခဲ့တဲ့ EFL Cup မှာကတော့သူဒီ Lincoln အသင်းကိုအနိုင်ရခဲ့တယ်ပေါ့ဗျာနိုင်ဒီအသင်းလေးကိုတော့မှပဲအသေးအတန်လှုပ်ပြီးတော့နိုင်ခဲ့တယ်ဒါနောက်ဆုံးပွဲစဉ်မှာကတော့ Benfica ကို Champions League မှာဒါ 1-0 ဆိုပြီးတော့ OG ရခဲ့တဲ့ဂိုးနဲ့နိုင်ခဲ့တာဗျ။ Okay အဲ့တော့နှစ်သင်းလုံးရဲ့တိုက်စစ်ပိုင်းတွေကတော်တော်အချိတ်အဆက်မမီအစင်မပြေတွေဖြစ်ထားခဲ့တယ်လီဗာပူးရဲ့တိုက်စစ်ပိုင်းမှာဆိုရင်လည်း EKTK တို့တွေဒါအနာရထားခဲ့တယ်ဖလိုရီယန်ဘတ်တို့တွေဒါဂိုးတွေမရထားခဲ့ဘူးအီဆက်တို့ဂိုးမရသေးဘူးဒါလက်ရှိဒီဆိုဘိုစလိုက်တို့ဂပ်ပိုတို့ဆာလက်တို့ရဲ့တွဲလုံးနေနဲ့ပဲဂိုးတွေကရထားခဲ့သေးတာအဲ့တော့ဒီနေ့ပွဲမှာလည်းပဲနှစ်သင်းလုံးကတော်တော်ကြောင်ပြောက်နေတဲ့အသင်းနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုမှာ3လုံးတရေဆိုပြီးတော့ဖွင့်ထားတဲ့ကြေးကသင်းကြီးနှစ်သင်းလဲထိပ်တိုက်တွေ့ဆုံမှုလဲဖြစ်တဲ့အတွက် Stamford Bridge မှာဂိုးတန်တွေအရန်ကြီးညံနေမဲ့အနေထားလို့တော့မယူဆပါဘူးဂိုးတန်တွေတိတ်ဆိတ်မဲ့အနေထားလို့ပဲယူဆပါတယ်3လုံးတရေဆိုတော့ကျွန်တော်တို့ဂိုးအောက်ကိုပဲရွေးချယ်ခြင်းပါတယ်ဒါဒီနှစ်သင်းကအသင်းကြီးတွေတိုက်စစ်ပိုင်းကောင်းတယ်ဖွင့်ကန်ကြမဲ့အသင်းကြီးတွေဆိုပြီးတော့ဂိုးတွေမြန်မာဆိုင်နဲ့ပေါ်လောက်မဲ့အနေထားဆိုပြီးတော့ဂိုးပေါ်ကိုသွားကြမဲ့ညီကိုတွေတော်တော်လေးများလိမ့်မယ်ဒီပွဲစဉ်ကဘာလို့လဲဆိုတော့ကစားမှာကလီဗာပူးနဲ့ချယ်ဆီဒီအသင်းနှစ်သင်းကတော့ဒါအသင်းကြီးတွေပဲကွာဘယ်လိုပဲဖြစ်ဖြစ်တိုက်စစ်အဖွင့်သဘောမျိုးနဲ့ပဲဒါဂိုးရအောင်ပဲစူးစမ်းပြီးတော့ကစားလာလိမ့်မယ်ပဲလူတိုင်းကတော့ယူဆပြီးတော့ဂိုးပေါ်ကိုသွားကြမှာပဲကျွန်တော်ကတော့အားလုံးကိုဘက်ကန်ပြီးတော့ဂိုးအောက်ကိုရွေးချယ်ခြင်းပါတယ်ဗျချယ်ဆီဆိုလို့ရှိရင်ဒါပွဲစဉ်တိုင်းမှာတော့ဂိုးလေးတွေရတယ်ဒါပေမဲ့တကိုးထက်မပိုဘူးဗျာတွားကြည့်ပါပွဲစဉ်တိုင်းမှာဒါတကိုးပုံစံမျိုးတွေနဲ့ပဲဂိုးရခဲ့တာလီဗာပူးဆိုရင်လည်းပဲဒါနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဂလာတာဆာရီအိမ်ဝင်းမှာအဝေးကွင်းသွားကစားရတာဖြစ်တဲ့အတွက်ဂိုးမရခဲ့ဘဲနဲ့1-0နဲ့ရှုံးထားခဲ့တယ်ပြီးလို့ဆိုရင်ဒါခရစ္စတယ်ဘဲလေးကိုအဝေးကွင်းကနေပြီးတော့ပဲတကိုးပဲရထားတယ်နောက်ဆုံးနှစ်ပွဲမှာတကိုးပဲရထားသေးတာဖြစ်တဲ့အတွက်တိုက်စစ်ပိုင်းတွေအရန်ကြီးမဟုတ်ပါဘူးအဲဒါကြောင့်ကျွန်တော်ဂိုးအောက်ကိုရွေးချယ်ပေးခြင်းဖြစ်ပါတယ်ဗျ။ Okay နောက်ထပ်တစ်ပွဲကတော့ကျွန်တော်တို့စပိန်လာလီဂါကိုသွားပါမယ်စပိန်လာလီဂါကမြန်မာစံတော်ချိန်8:45မိနစ်မှာကစားကြမယ်ဂျီရိုနာနဲ့ဗလင်စီယာရဲ့ပွဲစဉ်လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်စပိန်လာလီဂါကဂျီရိုနာနော်ဒါစကားပြောရင်းနဲ့အီတလီစီးရီးအေဂျီနိုဝါတို့ဘာတို့တွေနဲ့ဒါရောသွားလို့ဆိုရင်လည်းခွင့်လို့ပါဒါနည်းနည်းလောပြီးတော့ပြောလို့ဆိုရင်မှားကောင်းမှားနိုင်လို့ကြိုပြီးတော့ပလင်ခံပြီးပြောပြပေးထားပါဂျီရိုနာနဲ့ဗလင်စီယာရဲ့ပွဲစဉ်လေးကိုပြောပြပေးသွားမှာပါဒီပွဲစဉ်မှာကတော့အေရှင်ဂျီရိုနာကတော့လေပယ်90ရှုံးအထိကိုကြေးကြောပေးထားခဲ့တယ်ဂိုးပေါင်းဈေးကနှလုံးအပြည့်ရှုံးဆိုပြီးတော့ကြေးကြောပေးဖွင့်လှစ်ထားတာကိုတွေ့ရပါတယ်အဲ့တော့လက်ရှိနှစ်သင်းလုံးမှာဆိုရင်အေရှင်ကစားရမဲ့
ဂျီရိုနာအသင်းကတော်တော်အခြေအနေဆိုးဆိုးရွားရွားနဲ့ကိုဆုတ်ပြတ်တက်နေတဲ့အနေအထားမျိုးပဲလက်ရှိ9ပွဲအထိကိုကစားပြီးထားတဲ့အနေအထားကိုယာကိုက3ဂိုးပဲရထားသေးတယ်တပွဲမှနိုင်ပွဲရထားတာမရှိထားသေးပဲနဲ့တရေ3ပွဲနဲ့ကို3မှတ်ပဲရထားပါသေးတယ်အဲ့ဒီလိုဖြစ်နေတဲ့အနေအထားကိုတော့မှပဲအိမ်ဝင်းကနေပြီးတော့ level 50ရှုံးအထိကိုကြေကြောပေးဖွင့်လှစ်ထားတာကိုတွေ့ရပါတယ်ဒီဂျီရိုနာအသင်းအနေနဲ့ဒီအက်စပန်ညိုနဲ့တုန်းကလည်းပဲသူ့အနေနဲ့ကြေကြောပေးထားခဲ့တယ်ဒါပေမဲ့ကြေးကြခဲ့တယ်ဘီဘာအိုနဲကတော့သူအဆင်ပြေခဲ့တယ်ပေါ့ဒီကြေးရခဲ့တယ်ပေါ့ပြီးတော့လီဘန်တေးနဲ့ပွဲစဉ်အိမ်ဝင်းကစားရတယ်လေပင်50ရှုံးကြေးကြောပေးခဲ့တယ်လီဘန်တေးက Z4 ဆိုပြီးတော့နိုင်သွားခဲ့တယ်နောက်ဆုံးဒီအက်စပန်ညိုနဲ့တုန်းကလည်းပဲလေပင်50လားလေပင်အပြည့်လားမသိဘူးဗျအပြည့်တောင်ဖြစ်နိုင်တယ်ဇီးပဲတရေကြပြီးတော့ကြေးကြခဲ့တယ်အဲ့တော့ဒီနေ့မှလည်း level 50ရှုံးဒီလောက်ထိအခြေအနေမကောင်းတာကို level 50ရှုံးဆိုပြီးတော့ဘလင်စီယာကိုတွားပြီးတော့ဖွင့်ထားခဲ့တာဘလင်စီယာကသူ့ထက်အများကြီးအခြေအနေကောင်းပါတယ်ဘလင်စီယာလက်ရှိအခြေအနေမှာဆိုလို့ရှိရင်9ပွဲကစား2ပွဲနိုင်2ပွဲတရေ3ပွဲရှုံးထားခဲ့တယ်ရမှတ်10မှတ်အထိကိုစုဆောင်းထားနိုင်ခဲ့တယ်တိုက်စစ်ပိုင်းကယာကိုအနေနဲ့6ဂိုးအထိရထားခဲ့တယ်ခံစစ်ပိုင်းက12ဂိုးတော့ခွင့်ပြုပေးထားရတယ်တိုက်စစ်ပိုင်းနှစ်သင်းရှင်ကြည့်မယ်ဆိုရင်တစ်ဖက်တိုက်စစ်ကအင်ရှင်တိုက်စစ်ဂျီရိုနာက3ဂိုးပဲရထားသေးတယ်တိုက်စစ်နဲ့ဒီဗလင်စီယာရဲ့တိုက်စစ်က6ဂိုးထိရထားသေးတယ်တိုက်စစ်ဆိုလို့ရှိရင်တိုက်စစ်ချင်းပဲရှင်ကြည့်အောင်ရိုးရိုးပဲတွေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာမှဗလင်စီယာရှုံးသွားနိုင်စရာအကြောင်းမရှိပါဘူးဗလင်စီယာအဝင်းဝင်းကစားရတယ်ဆိုပေမဲ့လည်းအိမ်ဝင်းစွမ်းဆောင်ရမယ်ဂျီရိုနာအသင်းရဲ့အိမ်ဝင်းစွမ်းဆောင်ရေးကလုံးဝကိုအခြေအနေမကောင်းပါဘူးဒါကြောင့်ဒီနေ့ပွဲမှာလည်းပဲကျွန်တော်တို့ဒါ level 50ရှုံးဆိုတော့ဗလင်စီယာအဝင်းဝင်းကနေဒါထိုင်ထားမယ်ဆိုလို့ရှိရင်တရေနဲ့အနိုင်ပဲလို့ယူဆပါတယ်တဝက်စားနဲ့အပြည့်စားလို့ပဲယူဆတဲ့အတွက်ကျွန်တော်နောက်ဆုံးရွေးချယ်မှုကတော့ဗလင်စီယာရဲ့ body ကိုရွေးချယ်ပေးချင်ပါတယ်ဗျ။ Okay အဲ့တော့ဒီနေ့မှာကတော့ကျွန်တော်အကြိုက်3ပွဲအထိပေါ့ဗျာ3ပွဲကိုကျွန်တော်ရွေးထုတ်ပြောပြပေးထားတာဖြစ်ပါတယ်အကြိုက်ချင်းထက်တူကြရဲဆိုရင်တော့ကျွန်တော်3ပွဲကိုလိုက်ပြီးတော့ကစားပေးပါဒါညနေပိုင်းမှာကတော့ကျွန်တော်စောစောကပြောတဲ့တပွဲကောင်းပေါ့ဗျာအကြိုက်ဆုံးတပွဲကောင်းကိုကျွန်တော်ရဲ့ Telegram channel link မှာတင်ပေးသွားမှာပါကျွန်တော်ရဲ့အခုဗီဒီယိုရဲ့အောက်မှာချပေးထားတဲ့ Viber Telegram နေမှာလာတောင်းနိုင်တယ်လို့အခုကျွန်တော်ရဲ့ဗီဒီယိုကိုတင်တဲ့ platform တွေရဲ့ comment မှာလည်းပဲ link တွေကိုချပေးသွားမှာဖြစ်ပါတယ်အဲ့ဒီ link တွေကို copy ယူပြီးတော့ညီကိုတို့ join နိုင်ပါတယ်ဗျ body တပွဲကောင်းနဲ့ကျွန်တော်ကိုယ်တိုင်ဆော့တဲ့မောင်းကတ်2ကတ်လောက်ပေါ့ဗျာလောက်ထိကိုကျွန်တော် free အနေနဲ့Telegram channel link မှာတင်ပေးသွားမှာပါအဲ့ဒါကြောင့်မလို့ညီကိုတွေ Telegram channel link ကိုလာ join ဖို့လည်းဖိတ်ခေါ်ချင်ပါတယ်ဗျ Okay အဲ့တော့ဒီလောက်ပါပဲဗျเนาะညီကိုတွေအားလုံးအဆင်ပြေကြပါစေဗျပြီးတော့ညီကိုတွေဒါ online bet တွေအနေနဲ့ကစားခြင်းတဲ့ညီကိုတွေကတော့ကျွန်တော်စီမှာငွေရေးကြေးပိုင်းယုံကြည်စိတ်ချစွာနဲ့ online bet တင်အကောင့်လာဖွင့်ပြီးတော့ကစားလို့ရပါတယ် K9 win website မှာကစားရမှာပါကိုယ်တိုင်ငွေသွင်းကိုယ်တိုင်ငွေထုတ်နဲ့ကစားရမှာဖြစ်တဲ့အတွက်လုံးဝအဆင်ပြေပါတယ်ဗျပြီးလို့ရှိရင် agent အဖြစ်လည်းပဲလက်တွဲပြီးတော့လုပ်ကင်လို့ရပါတယ် agent အဖြစ်လက်တွဲလုပ်ကင်ခြင်းနဲ့ဆိုရင်တော့လစာ commission 30%အပြင်လစဉ်လည်းပဲအပိုစုတွေပေးသွားမှာပါအပြင်ချင်းကစားခြင်းနဲ့ဆိုရင်လည်းပဲကျွန်တော်စီမှာလာကစားလို့ရပါတယ်ဗျ Okay အဲ့တော့ဒီလောက်ပါပဲဒါနောက်နေ့တနင်္ဂနွေနေ့ရဲ့အကောင်းဆုံးရွေးချယ်မှုတွေနဲ့အတူပြန်လာပါမယ်ဟုတ်ကဲ့ကျွန်တော်ကတော့ကြော်ကြီးပါ